မင်္ဂလာပါဒီနေ့ပထမဆုံးနေ့ကျရင်နေဆိုရင်နေ့တော့အေးနေပါတယ်ဒီနေ့ကျွန်တော်ပဲသွားမလဲဆိုတော့ကိုရီးယားကကျွန်တော်အတီးအကို University ကိုလဲသွားပါမယ်အလဲသွားရင်လည်း Vienna Market တခုမှကျွန်တော်စိတ်တဲ့ထမ်းစာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်ဘာစားစရာဖြစ်မလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကိုရီးယားမှာရှိတဲ့လူတွေဒါလေး try နေကြတာကျွန်တော်ကအချိုးသိမကြိုက်တော့လေဒါပေမဲ့ဒီဟာလေးကတော့ကောင်းတယ်ဟိုမြန်မာလူကျွန်တော်တက်ကိုရိုင်မို့ပဲပြောပဲကျွန်တော်ကောင်းတယ်ဗျကျွန်တော်ဒီကဒါလာကိုရပါတော့အချိုးမများဘူးပြောချင်းစိမ့်နေတယ်ဒါလေးကောင်းတယ်ဘယ်နည်းလေးလောက်တော့သူကတော့ကမ်းမိုးလေးနဲ့ဒါလေးလည်းကောင်းတယ်ဗျဒါဆိုတက်ကိုလေးပေါ့ဒီကဒါလေးလာဝယ်ရတယ်ရှင်းလိုက်ပါဦးခင်ဗျာနေစေအားလုံးပဲဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်